အခုတလောကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေးတွေကို social media မသုံးဘဲနဲ့အေးချင်းချမ်းပဲဖြတ်တန်းပစ်ခဲ့ပါတယ်အထူးသဖြင့်ပိတ်ရက်တွေမှာပေါ့နော်တနေ့တာရဲ့အစမှာမနေ့စာကိုစိမ့်ပြီးနေပြီးတပတ်ချင်းဝါပြီးမနေ့ခင်းရဲ့အရသာလေးကို coffee လေးတောက်ပြီးခံစားအရင်ကဆိုမျက်စိနှကွင်းပွင့်တာနဲ့ဖုန်းကြည့်စားရင်းနဲ့လည်းဖုန်းပို့မပြတ် Facebook ပေါ်မှာပေါ်လာသမျှမသမျှကိုတနေကုန်ထိုင်ကြည့်တာအခုဆိုရင်မနေ့စာခဏနာပြီးရက်ွက်ထဲမှာပတ်ပြေးမယ် Facebook ကို9မိနစ်လောက်လေးဝင်ကြည့်လိုက်အောင်မယ်ဆိုရင်တနာရီနှစ်နာရီဟာဘလို့အချိန်ကုန်သွားမှန်းကိုမသိဘူး social media ကနေကောင်းတာတွေလေးလာတင်ယူစရာတွေရှိတယ်လို့တရင်အမျိုးမျိုးမှန်တာရောမမှန်တာတွေရောလူတွေရဲ့တယောက်တစ်မျိုးမရိုးရအောင်အမျိုးမျိုးသော update တွေတယောက်နဲ့တယောက်ထိုးနဲ့ရန်ဖြစ်ကြတာအဆုံးဒီ social network ကြီးမှမြင်နေရတာပေါ့နော်ဒီလိုနဲ့ပဲကိုယ်ဘေးနားမှာရှိတဲ့အေးချမ်းတဲ့သဘာဝတရားတွေကိုမခံစားမိနိုင်ဘူး social media ပေါ်မှာပဲအချိန်တွေကုန်နေတာပြီးရင်အောင်မြင်ကြော်ကြချမ်းသာထမ်းမြတ်သောမိန်းမများတင်ထားတာတွေကြည့်ကိုဘဝနဲ့နိုင်ရှင်ပြီးအားတွေငယ်စိတ်ဓာတ်တွေတဖုံဖုံကြနေတဲ့နေ့တွေတောင်ရှိသေးတယ်ဒီနေ့ပိုင်းအတွင်းမှာ funny video တွေပျော်စရာတွေပေါ်လာလိုက်ပြီးရင်ဝမ်းနည်းစရာတွေစီကိုရောက်သွားလိုက်ပြီးရင်စိတ်ဒိုစရာဆဲကျင်စရာသတင်းတွေတက်လာလိုက်မျက်ရည်တွေအတောင်လိုက်ကြမဲ့ drama video တွေစီပြန်ရောက်အဲ့လို emotional changes တွေကဖြတ်ခနဲမိနစ်ပိုင်းအတွင်းမှာဖြစ်နေတာအဲ့ဒါကိုအုံနောက်ကခံစားနေရတာဆိုတော့အုံနောက်ကိုလည်းပျက်စီးစေတယ်ပေါ့နော်အဲ့လိုအုံနောက်နဲ့စိတ်ကို toxic ဖြစ်စေတဲ့ social media ကိုအစိမ်းပြတ်ဖြတ်မယ်ဆိုပြီးပိတ်ရက်လေးတွေမှာအိမ်အလုပ်လေးတွေလုပ်ကိုစားကျင်တာလေးတွေကိုစိမ်ပြေနှပြေချက်စားမြည်ဖို့ကြောင့်မှကစားနေတယ်လို့သဘောထားကိုနားထောင်ခြင်းတဲ့ audio book podcast ကလေးတွေနားထောင်စင်ကာပူမှာတော့ကတော့အလုံးမအားလို့ Facebook ကိုနှက်မှန်အောင်မကြည့်ခဲ့ရသမျှအခုဒီမှာအတိုးချပြီးတောက်လျှောက်ကြည့်ရရှိသမျှသတင်းအကုန်သိ Facebook ဆယ်လီအကုန်သိကိုယ့်ရဲ့အချိန်တွေကိုကုံဆုံးစေတဲ့ Facebook ကိုအခုဆိုရင်အစိမ်းဖြတ်ပြီး limit လေးထားလိုက်တယ်ပေါ့နော်အဲ့လို Facebook ကိုဖျက်လိုက်တာကိုယ်ပိုင်အချိန်တွေအများကြီးပိုထွက်လာတယ်လို့ခံစားရတယ်နေ့လယ်စာစားတရေးသမောအိတ်ဇလန်းကြည့်ပြီးရင်လည်းအချိန်ကမကုန်ဘူးစိတ်နဲ့ခန္ဓာကိုယ် balance ဖြစ်အောင်ယောဂလေ့ကျင့်ခန်းလေးပြန်ဆော့အဲ့ဒါလည်းအချိန်ကမကုန်သေးဘူးပြီးရင်ညနေစာကိုစိတ်ကူးထားတာလေးတွေကိုစိမ်ပြေနှပြေပြန်ချက်စားအဲ့လို I live in my own life ကလေးလှုပ်ကြည့်လိုက်တာအချိန်နဲ့အကြာကြီးနားလိုက်ရတယ်လို့ဖြစ်ပြီး recharge လုပ်ပြီးတော့မှ energy တွေပိုရလာတယ်လို့ခံစားရအရင်တုန်းကဆိုရင် Sunday ညနေပိုင်းလောက်ကနေစပြီးစိတ်ခံစားချက်အခြေအနေကမကောင်းမနေ့ပြန်အလုံးမလုပ်ချင်ဘူးဆိုပြီးဆန့်ကျင်ပြီး down time ကြီးဖြစ်နေတာပေါ့ဒါပေမဲ့အခုလိုပြဝအနားယူလိုက်တဲ့အခါမှာ Monday အတွက်အလုပ်လုပ်ဖို့အလိုနေရင်အစင်သင့်ဖြစ်နေတာကိုတွေ့ရတယ်အရင်တုန်းကလိုတနင်္လာနေ့ကိုတွေးပြီးစိတ်ဖိစီးနေတဲ့ခံစားချက်ကြီးကလုံးဝမရှိတော့အဓိကအဲ့ဒါလားပြောတာကိုတွေးဖြစ်ရမို့လို့ကဲအားလုံးပဲ social media ကိုအကန့်အသတ်လေးနဲ့ကြည့်ပြီးကိုယ့်ကိုယ်အချိန်ပေးပြီးအနားယူကြပါလို့ပြောကြရင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်